ဒီနေ့နေ့လယ်နောက်ဆုံးသိရတဲ့သတင်းကဖိလစ်ပိုင်အလဲပိုင်းမှာအင်္ဂါနေ့ညပိုင်းအချိန်ပြင်းအား6.9 အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးအနည်းဆုံးလူ60ကျော်သေဆုံးပြီးအနီးနားကမြို့တွေမှာအခြေခံအဆောက်အအုံများဆိုးရွားစွာပျက်စီးခဲ့ပါတယ်။ဘိုဂိုမြို့ကန်ယိုဒမ်းမှာမြင်းကလင်လှုပ်ခတ်ခဲ့ပြီးနှစ်တရာကျော်တက်တန်းရှိတဲ့ဖျားเจ้าအပါအဝင်အဆောက်အဦတွေပြိုကျခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံကြက်ချင်နီအသင်းဥက္ကဋ္ဌ Richard Gordon ကဘတ်စကက်ဘောကစားနေစဉ်အတွင်းအားကစားကမှာပြိုကျမှုကြောင့်ဖိလစ်ပိုင်ကမ်းခြေဆောင်တပ်သား3ဦးနဲ့မိသားသမား2ဦးအပါအဝင်အနည်းဆုံးလူ73ဦးသေဆုံးခဲ့ကြောင်းအစောပိုင်းကတယ်လီဖုန်းအင်တာဗျူးတစ်ခုမှာပြောကြားခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံဟာကမ္ဘာပေါ်မှာရှိတဲ့မီးတောင်တွေရဲ့ထက်ဝက်ကျော်ရှိတဲ့ပစိဖိတ်သမုဒ္ဒရာအတွင်းငလျင်ပဲ့ရွေ့ကြောရဲ့မိုင်2000ခွဲကီလိုမီတာ4000အကွာလောက်မှာတည်ရှိပါတယ်။2020မှာနိုင်ငံရဲ့လူဦးရေအများဆုံးကျွန်းမြောက်ပိုင်းလူဇော်မှာရီတာစကေးခွန်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးအနည်းဆုံးလူ9ဦးတိဆုံးပြီးလူ100ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။2019မှာလည်းလူဇော်မှာပြင်းအား6.3ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးအနည်းဆုံး17ဦးသေဆုံးခဲ့ပါသေးတယ်။